ရွှေပွဲလာအေးပြီးတဲ့များရှင်ခုဆက်လက်ပြီးပြောပြီးမယ်အစီအစဉ်ကတော့စိန်ကရုံးအောင်ဗလာမြေဝိုင်းနှစ်ပါးသွားပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်ကိုအပြုံးမင်းသားလေးဆိုင်းရီမိုးကဇတ်သမီးရဲ့ဖိုးဖိုးကြီးဖြစ်တဲ့ညောင်လုံးမြို့သားဦးစိန်ကရုံးကိုဂုဏ်ပြုတော်နေပြီးဒီအစီအစဉ်ကိုတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဦးစိန်ကရုံးကိုအဖဦးကျော်ဦးအမိဒေါ်တော်တစ်တို့မှာမြန်မာတက္ကရာ1239ခုနှစ်ဝါကောင်လဆန်း73ရက်ခရစ်တက္ကရာ1885ခုနှစ်စနေနေ့ညောင်တုံးမြို့မှာမွေးဖွားခဲ့ပါတယ်ရှင်ငယ်နာမည်မောင်ထွန်းလာဖြစ်ပြီးစိန်ကရုံးနာမည်ဖြစ်လွန်ကျော်ကြားသောသဘင်ပညာရှင်ကြီးတဦးဖြစ်ခဲ့ပါတယ်အိမ်တော်ဘက်များဖြစ်မဆန်းကြီးဒေါ်ရှင်ဒေါ်စောတင်တို့ဖြစ်ပါတယ်ရှင်မြန်မာတက္ကရာ1292ခုနှစ်ပြာတော်လဆုံ2ရက်ခရစ်တက္ကရာ1931ခုနှစ်အသက်56နှစ်အရွယ်မုံရွာမြို့မှာကွယ်လွန်ခဲ့ပါတယ်ဦးစိန်ကရုံးသည်ယောက်ျားမင်းသမီးအောင်ဗလာနှင့်တွဲဖက်ကပြခဲ့သောတင်ဆက်မှုများသည်လွန်နာမည်ကြီးကျော်ကြားခဲ့ပါတယ်ဦးစိန်ကရုံး၏ကျော်ကြားသောတေးသချင်းများရှိသည့်အနက်ကရမတုံညီတော်မင်းဟန်တေးသချင်းများသည်အထူးကျော်ကြားသောတေးသချင်းများဖြစ်ခဲ့ပါတယ်ရှင်ရွှေပွင့်လာအေးပြီးတဲ့များရှင်အပြုံးမင်းသားကျော်လီဆိုင်းရီမိုးဤအောင်ဗလာအသွင်တင်ဆက်မှုရှင်းမြေဝိုင်းအကကိုဆက်လက်ရှုစားအားပေးကြပါဦးဆိုလားရှင်မ
မရလားသွဲသွဲစကားခဲရကျွဲကျွဲကင်းတီထုံးပုံကဒေဝီဖုံးနေမရလားသွဲသွဲစကားခဲရကျွဲကျွဲကင်းတီထုံးပုံကဒေဝီဖုံးနေသူတဲ့ချောင်းပြေကင်းစေမှုကျွဲဗလာရင်ဓမ္မရင်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 ရင်းသူတကောင်ကြီးလောင်ပြီးတဲ့အစင်းအစင်းကျွဲကျွဲယမီယမီနေနေကျွဲကျွဲယမီယမီနေနေကျွေဝီဖုံးလို့ကွယ်တတလုံးအကြမ်းမမောင်းစိတ်လုံးလာချင်မမေအပူမဆိုးရဲအောင်ကလာပြုတ်ပြူရဲ့မောင်ကအပူမဆိုးရဲစိတ်တွေစကောက်ပြီးအမောက်တွေကြုံစိတ်မဲ့ရွှေချမ်းချေဝနေခင်ကညာပြုံးမရီတမေကိုလာကြဗျာကရုံးရီဦးမအကိုချီပွေကကရုံးချီပွေကခေါ်မဗျာဗလာရီနမအမလီလီတော်ကြည်စမ်းမအောင်ကရုံးစိန်အလားကဟောရီယာခင်ပလာလေးကိုဖြစ်ခဲ့တာကိုလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချေတော်နာဘလို့ဘလားလက်နိုင်မှုတော်ကြီးချီတော်နာရဲမနောမြေကမှုကုန်အတဲတော်ကျွေးလူလုံးလက်မနောမြေကမှုကုန်အတဲတော်ကျွေးလူလုံးရေကြီးကမ်းမောင်မြေဝဲအပန်းပြောက်စေဝဲတောက်ပြရစေအောင်
စေအောင်လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့ရွက်ပေါ်ကြမှာတဲလေးပါလို့လက်တော်ရတနာနှစ်ဖက်လေးရဲ့နဲ့ရွက်ပေါ်ကြမှာတဲလေးပါလို့ဒီပက်တဲ့အိုင်ကြမြေဝဲ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 ချီဖက်လို့ထိုင်ကြမယ်ဝဲမဲအောင်ဘလောက်မောင်ငါတိုက်ပါကိုယ်ရ